္ဂလာပါရှင်ဒီနေ့မှာတော့ဒုက္ခမှာစိုက်ပျိုးရေးစိတ်ကုမ္ပဏီကပြုလုပ်တဲ့တောင်သူပညာပွဲဆွေးနွေးပွဲစီစဉ်လေးရနေပြီးကြိုဆိုလိုက်ပါရှင်ဒီနေ့မှာအဓိကပါဝင်ဆွေးနွေးပေးတော့မှာတော့ဆရာမဒေါက်တာတတပဲဖြစ်ပါရှင်မင်္ဂလာပါဆရာမရှင်မင်္ဂလာပါညီမလေးဟုတ်ကဲ့ဒီနေ့မှာပေါ့နော်တောင်သူတွေတော်တော်များများသိချင်နေကြတဲ့သပြစ်မှာကြောက်တဲ့လှေဖို့အကြောင်းလေးကိုဆွေးနွေးပေးပါဦးရှင်လှေဖို့ကစပြစ်မှာဆိုရင်ဒီစပြစ်အရွက်တွေမှာလည်းကြားတတ်တယ်လို့အဓိကအဖြစ်ကတော့စပြစ်အဖူးဝင်ပန်းပွင့်တဲ့အချိန်မှာအပူစိန်မြင့်ပြီးတော့ဆိုထိုင်းစားဆိုင်ခင်းထဲမှာနဲနေတဲ့အချိန်မှာဆိုကြာရောက်မှုများတတ်တယ်ဒီလေးပိုးကြာရောက်တဲ့အခါမှာကာဗွန်နေမနှင်းမှုခတ်တယ်ဆိုတဲ့အကြောင်းရင်းကအဓိကအကြောင်းရင်းကသူကအရန်အရွယ်သေးငယ်တာအဖျားလောက်ပဲရှိတယ်နောက်တစ်ခါကျတော့အရွယ်သေးတဲ့အတွက်ကြောင့်ဒီအပင်ရဲ့ကြိုကြားကြားနေရတယ်ပေါ့နော်သူ့မှာပုံးခွန်တဲ့အခါမှာအမတို့ကဒီပိုးသက်ဆေးဖမ်းပြီးတော့ကာကွယ်နေနေလွတ်သွားတတ်တာမို့အဲ့ဟာသူ့ရဲ့အရေးကြီးတဲ့အချက်တွေမှာပါတယ်နောက်တစ်ခုကကျတော့ဒီလေးပိုးအမတကောင်ကနေနောက်ထပ်ပွားလိုက်တဲ့ပိုးတွေကလည်းအမတွေကြီးပဲအဲ့တော့ကြတော့အမတွေရပဲဆိုတော့အချင်းချင်းဆက်ပြီးတော့ပတ်ဆက်ပြောင်းပွားနိုင်တာမှုများတာပေါ့နောက်တစ်ခါသူ့ရဲ့ဘဝဆက်ဝင်တစ်ခုလည်းပတ်ဖို့ဆိုတာ21ရက်ပတ်ဝန်းကျင်လောက်ပဲရှိပြီးတော့တိနေရဒီတစ်ခြားလုံးတစ်နှစ်ပတ်လုံးသူကပွားနေတဲ့အခါမှာဒီလေးကြပြီဆိုတာနဲ့ဥရီကအများများသွားတတ်တာဒါကအရေးကြီးတဲ့အချက်တွေမှာပါပါတယ်နောက်တစ်ခါလေးကြရောက်ပြီဆိုရင်တခါတည်းမှာစပြည့်ရဲ့အရွက်ပေါ်မှာလည်းအဖြူရောင်သူချစ်စားထားတဲ့အဖြူရောင်အဆက်ပြောက်တွေတွေ့ရတယ်နောက်ကစပြည့်အရွက်တွေကတွန့်လိန်ကောက်ကွေးသွားတာမျိုးပေါ့နော်ဒါမျိုးကိုတွေ့ရတတ်ပါတယ်တော်တော်ဆိုးတယ်စပြည့်တီးရဲ့အထွက်နှုံးကိုရောအရေးသွေးကိုပေါ့ထိခိုက်မှုရှိပြီးတော့စပြည့်တောင်သူတွေကြောက်တဲ့ဘိုးမျိုးစားဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်လှေဖို့ကတော့ဒီစပစ်တောင်သူတွေအမြင်ညင်းညူကြတဲ့ဖက်ဖို့ပေါ့နော်ဆရာမဟုတ်ကဲ့ဒီလှေဖို့ကိုဘယ်လိုမျိုးအထီးရောက်ဆုံးကာကွယ်နိုင်မလဲဆိုတာကိုဆွေးနွေးပြပါအောင်ရှင်လေဖို့အဓိကထိထိရောက်ရောက်ကာကွယ်မယ်ဆိုရင်တော့အမတို့ကဒီအဖူးဝင်ပန်းပွင့်တဲ့အချိန်ပေါ့နော်အဲ့အချိန်မှာစိုက်ခင်းရေမပြတ်ဖို့အရေးကြီးတာဒီထက်ပိုအရေးကြီးတဲ့ခါကျတော့ဒီစိုက်ခင်းရဲ့မြေကြီးမှာအစိုးတက်ရှိကိုရှိရမှာဒီချိန်မှာသူစကြတတ်တဲ့အချိန်ပေါ့နော်ဒါကအမတို့တတိထားရမယ်တောင်သူကိုလည်းနားလည်အောင်ပြောထားမယ်အချိန်นี้ဖြစ်ပါတယ်အရေးကြီးတဲ့နောက်တစ်ချက်ကကျတော့ဓာတုဆေးတုံးပြီးတော့ကာကွယ်နေမယ်ဆိုရင်အချိန်ကဖြစ်ဖို့လိုတာဒါဆိုရင်စပြည့်စပြီးတော့အဖူးပြပြီးပန်းကင်ထွက်ပြီးဆိုတဲ့အချိန်မှာဒီဒုက္ခမဟာဆိုရင်ဒုက္ခဖိုက်တာဆေးကိုတစ်ကြိမ်နောက်တစ်ခါအဲ့ဒီအချိန်ရဲ့ကြော်လွှားသွားပြီဆိုရင်ဒီဖြစ်အသီးကင်းလေးတွေဝင်လာပြီဆိုရင်ဒုက္ခဖိုက်တာကိုနောက်တစ်ကြိမ်ပေါ့ဒုတိယအကြိမ်လေးနဲ့သုံးပေးဖို့လိုအပ်ပါတယ်အကယ်၍ဓာတုဆေးသုံးတာနောက်ကျခဲ့မယ်အဆိုတက်ကိုမထိန်ပေးနိုင်ဘူးဆိုလို့ကတော့လေပိုးရဲ့ဖျက်ဆီးမှုကိုဒီစပြစ်တောင်သူကမဖြစ်မနေရင်ဆိုင်ရမှာပဲကောက်ကွယ်နေမှုထိန်းချုပ်ဖို့ခက်ခဲသွားတဲ့အချိန်လေးဖြစ်ပါတယ်ဒါကြောင့်မလို့လေးကိုနှိမ်နေမယ်ဆိုတော့အမတို့ကအချိန်ကအဆိုတက်ရဲ့ဓာတုဆေးရဲ့ကိုအချိန်ကအသုံးပြုပေးဖို့လိုအပ်ပါတယ်ဟုတ်ကဲ့ပါဆရာမဒီလိုမျိုးလမ်းညွှန်ချက်တွေကိုတေချာလေးလိုက်နာပြီးတော့ဆောင်ရွက်ပေးမယ်ဆိုလို့ရှိရင်တော့လှေဖို့ပြဿနာကိုထိန်းချုပ်နိုင်ပေါ့နော်ဒါအပြင်ဒုက္ခဖိုက်တာဆေးကိုလည်းစနစ်တကျလေးအသုံးပြုပြီးတော့အဆိုတက်ကိုလည်းကောင်းကောင်းထိန်းပေးနိုင်တယ်ဆိုရင်တော့အဆင်ပြေမှာပေါ့နော်ဆရာမအဆင်ပြေမှာပါဟုတ်ကဲ့ရှင်အခုလိုမျိုးတေချာလေးဆွေးနွေးပေးရကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးပါညီမလေး